ဒီနေ့ကျွန်တော်ဒီမှာအိမ်သိမ်ပြန်လာပြတာဖြစ်တယ်ဒီကလေးဖက်စလုံးပုံနဲ့ဆောက်ထားတဲ့အိမ်ဖြစ်ပါတယ်သူ့ဈေးနှုန်းက2,200,000တဲ့နဲ့ရောင်းတဲ့အိမ်ဖြစ်ပါတယ်ဒီအိမ်ကတော့ one story home ဖြစ်တယ်ဒါပေမဲ့အရောင်ကိုလာပါတဲ့အိမ်ဖြစ်ပါတယ်ပြီးတော့အတွင်းအပြင်ကိုသူတို့ကကောင်းကောင်းမွန်မွန်ပြုပြင်ထားတဲ့အိမ်ဖြစ်ပါတယ်အိမ်ကိုကျွန်တော်တို့နေထိုင်ဖို့ဝယ်မလား investment လုပ်ဖို့ကျွန်တော်တို့ဝယ်မလားတကယ်ကိုတာတဲ့အိမ်ဖြစ်ပါတယ်ကျွန်တော်အထက်ကိုလိုက်ပြပါမယ်ကျွန်တော်နဲ့သူလိုက်ကကြပါကဲဟုတ်ပြီကျွန်တော်တို့ဒီမှာအိမ်ထဲမှာဝင်လာရင်ဒီမှာ security alarm ကိုကျွန်တော်တွေ့ရမယ်နော်ဒီ security alarm ကကျွန်တော်တို့ passcode ကိုကျွန်တော်မသိဘူးဆိုရင်တတိပေးတဲ့အနေနဲ့ alarm တန်မိတာပါမယ်ဒီလို feature မျိုးရှိခြင်းကအိမ်ကိုလုံခြုံစေပါတယ်ခုနက front door ကနေကျွန်တော်တက်တက်ဝင်လာရင်ဒီမှာအိမ်နောက်ကို follow လို့ရတယ်နော်ဒီမှာတကားကြီးရှိတယ်အဲ့မှာနောက်ပြီးနော်ပဲကဲဟုတ်ပြီဒီကနေကျွန်တော်တို့ပြန်သွားမယ်နော်ဒီမှာ front door ကကျွန်တော်ဝင်လာရင်ညာဘက်မှာဒီမှာအခန်းနေရှိတယ်ဒီမှာတစ်ခန်းရှိပါတယ်ပြီးတော့ဒီအခန်းရှိတဲ့ဒီဘက်မှာဒီမှာအင်တာရှိမယ်ပြီးတော့ရေချိုးခန်းဟိုမှာရှိပါတယ်အင်တာနက်ရေချိုးခန်းနဲ့ဆက်ထားတယ်ညာဘက်မှာအခန်းရှိတယ်ပြီးတော့ဒီရဲ့အရှိဘက်မှာဒီမှာဘယ်ဘက်မှာအခန်းရှိတယ်ကဲဒီအခန်းဝင်တယ်နော်ဒီအခန်းကနေပြန်ဝင်ရင်ဒီမှာအင်တာသလုံးရှိတယ်ဒီအင်တာနဲ့ခုနကကျွန်တော်တို့တွေ့တဲ့အင်တာနဲ့ဆက်ထားတာဖြစ်တယ်เนาะဒီမှာဘတ်တပ်တစ်ခုရှိတယ်ဒီရဲ့အားတာချက်ကသူတို့ကဒီအင်ကိုကောင်းကောင်းမွန်မွန် renovation လုပ်ထားတယ်ဒါပေမဲ့အားနဲ့ချက်ကိုကျွန်တော်တို့ပြောမယ်ဆိုရင်အားနဲ့ချက်ကတော့ရေချိုးခန်းတစ်ခုပဲရှိတယ်เนาะအဲ့ဒါအားနဲ့ချက်ပဲအဲ့ဒါကြောင့်လည်းသူတို့2,200,000နဲ့ရောင်းတာပေါ့เนาะဒီရဲ့ location ကိုကျွန်တော်ပြောရမယ်ဆိုရင်ဒီလေ Stone Mountain ရဲ့ center မှာဖြစ်တယ်เนาะဟိုအရှိတ်ကိုရက်ကြည့်ပါဦးဟိုမှာကြည့် Stone Mountain လာတွေ့ရတယ်အဲ့ဒါက Stone Mountain ပြီးတော့ဒီ location ကိုနားလည်အောင်ပြောရမယ်ဆိုရင်ဒီ memory drive ကနေကျွန်တော်တို့ဘယ်ဘက်ကိုထပ်꿰မယ်ဆိုရင်ဒီအနီးနားမှာ memory drive ရဲ့ Walmart ရှိတယ်เนาะ Walmart နဲ့အရန်ကိုနိကတဲ့အိမ်ဖြစ်ပါတယ်ဒီ Stone Mountain area မှာဒီလိုအိမ်မျိုးကိုဈေးချွတ်ချွတ်နဲ့လိုချင်တယ်ရချင်တယ်ဆိုရင်ကျွန်တော်ကိုဆက်သွယ်နိုင်ပါတယ်ကျွန်တော်ကဒီ Georgia ပြည်နယ်ရဲ့ real estate agent တယောက်ဖြစ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်က678-414-4210ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ real estate page လေးကို like and share follow လေးလုပ်ထားပေးကြပါကျွန်တော်တို့အားလုံးနောက်တိမ်မှာပြန်ဆောင်ကြပါမယ်အားလုံးပဲကျန်းမာချမ်းသာကြပါစေbye bye